အနန္တ၅ပါးကိုအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒါရတရားပြည့်ပြည့်ဝဝနဲ့လှူကြတယ်ရန်ကုန်မြို့ရှိတပည့်တရားတော်မတွေအားဒါနနဲ့ပတ်သက်ပြီးတော့နတ်ပြည်တက်သွားတဲ့ဇလန်းလေးတထုပ်ကိုပဲဘုန်းကြီးခတ်တုတ်တုတ်ဟောပြခဲ့ရမှာဖြစ်ပါတယ်ခတ်တုတ်တုတ်ခတ်တူတူလေးပေါ့ဒါတရားနာပိဋကကူဒါအခြေအနေကြည့်ပြီးအလိုက်သိပြီးဟောတဲ့တရားလို့ဘုန်းကြီးပေါ်မှာဒီတိုင်းစိတ်ထားပြီးတော့သိခံခွင့်လို့နိုင်ကြပါလိမ့်မယ်အလိုက်သိပြီးဆိုတာကတရားနာပိဋကကိုပရိသင်ကြီးအဖြစ်ဓမ္မဂတိကများဆိုတာကြည့်ရပါတယ်တရားနာပိဋကအမတန်ပင်မလှပါပြီဟောစောကြီးတဲ့ကထိုင်နေရတယ်ဒူးတွေလည်းကိုယ်နေပါပြီဒါကြောင့်ဟုတ်လို့ကျုပ်ကတော့ငယ်ငယ်ကလေးတွေကအလိုက်သိကြတယ်ဘုန်းကြီးဘယ်လိုအလိုက်သိသလဲတရားနာပိဋကကိုတာရှင်းနာနိုင်အောင်နာရင်မပြင်းအောင်ဟောခဲ့တဲ့ဘုန်းကြီးဖြစ်ပါတယ်ဟောဘုန်းကြီးတို့ရှင်းတော့ကဆရာတော်ကြီးတစ်ပါးသည်ရက်တောင်ကြီးပိတ်လို့အလိုက်မသိဟောမိတော့အပေးစားခံရတက္ကမတယောက်ကလည်းရှေ့ဆုံးကကလေးပွေပြီးတော့ထိုင်းနေရတောင်ကြီးပိတ်ပြီးဘုဇတိဒီဘုရောသတ္တမေသတ္တေဝလောကသာသတိနုသာသတိသတ္တဟူ၍ဟောတော်မူသည်ဆိုတော့သူကမူသည်နဲ့နောက်ကလူတွဲနောက်ကလစ်ကုန်တက္ကမကနောက်လှည့်ကြည့်ဟောတော်အဖော်တွေတောင်ပြန်ကုန်ဘုန်းကြီးနဲ့တော့ရတောင်ကြီးပိတ်ပြီးအလိုက်မသိဇွတ်ဟောနေဒုက္ခပဲပေချင်းသိုးလေးရလဲတော့အိတ်လိုက်တာခြေတော့ကလည်းကျင်လိုက်တာဆေးလိပ်တို့ညှက်လို့မရတတွေးဆွလို့မရနောက်တက္ကမထူးဘူးဆိုပြီးညံကူပြီးအိတ်နေတဲ့ကလေးဗိုက်ကြောဆွဲစိတ်ကလေးကကော့ထိုးပြီးဆိုကော့ထိုးငူတာပေါ့ကလေးငိုတော့မှဘုန်းကြီးလည်းကြားတရားလည်းသိရောဆိုပြီးတော့ဟဲ့သိချင်းစိုးလေးငိုးမနေနဲ့နင့်အဖေကအခုထိဘီးတမမချသေးဘူးအပေးစားခံရတာပြောပါတယ်အလိုက်မသိလို့ဟောရှေ့တုန်းကဘုန်းကြီးကြတော့နာမည်လေးတစ်လုံးတောင်လက်ဖက်ထုံးမလို့ရဘဲနဲ့ကင်မွန်းတက်ခံရဆိုအလှမှာတရားနာပြေးတာအဲ့ဒီဘုန်းကြီးတရားဝဲပြီးတော့သူတို့ကသာကူယိုလဲတိုက်ချင်ဆိုင်ကလည်းဒီပွဲမှာတစ်တာခွင့်ကိုတီးတယ်တော့တရားနာပိဋကကြီးဘုန်းကြီးကတရားကရှင်းနေရောအလူတကာလျှောက်ထားတယ်အရှင်မယားတဲ့တူတူဟောဗျာအရှင်မယားတရားပွဲပြီးရင်တပည့်တော်တို့သာကူတိုက်အောင်ပါဗျာလျှောက်ထားပါလျက်ကနဲ့ဘုန်းကြီးတရားကမပြီးနိုင်ဘူးဆိုင်သမားကလည်းတီးချင်းလှပြီတီးချင်းလှဘုန်းကြီးကမပြီးသာကူရိုးတွေကလည်းနေဘူးကြီးတဲ့ဗန်းနေနဲ့အုပ်ထားတဲ့ဒဲကြီးတွေနဲ့နောက်နှဲသမားကအချက်ပေးတဲ့နောက်ကတော်မရဘူးဘုန်းကြီးကဇွတ်ဟောလို့တရားနာပိဋကသိမ့်လဲသိမ့်ရောပိဋကကြီးခမညာပြီးခံပြီးတော့စောင့်ဆိုင်တော်မူကြပါကျွန်တော်တို့တရားပွဲအပြီးမှာသာကူတိုက်ဖို့အစီအစဉ်ရှိပါလားခမညာပိဋကသာကူတိုက်မယ်ဆိုတော့လေဟညာပညာပြန်ထိုင်ညသာကူတိုက်မလို့တဲ့အိုးဖွင့်ကြည့်လိုက်တော့သာကူယိုတွေကနေဘူးတဲ့ပိတ်ထားတော့အကုန်သိုးကိုလူတွေလည်းပဲမပြောရဲဘူးနောက်ကြတယောက်နဲ့တယောက်ပေါ့လေတူတူစားကြင်တောက်ချင်လို့ပြန်ထိုင်တဲ့လူတွေအကုန်ကိုယ်ကာယဖြစ်ကိုအဲ့နဲ့တော့တိုင်းမှာဆိုကြာလာကြီးလားအကျက်သေးလို့နဲ့တူပါရဲ့ဘယ်မှာကြည့်ရမလို့သိုးကုန်လာပြန်လို့လာပြန်လို့သိုးကုန်မတဲ့ဟာပြောကောင်းမလဲအဲ့ဒီဘုန်းကြီးအဲ့ဒီချိန်ကစပြီးတော့နာမည်ရသွားတာသာကူသိုးဘုန်းကြီးနဲ့အလိုက်မသိရင်ဟမ်မကြဘူးနော်ဗျိဒါကြောင့်အလိုက်သိရပါတယ်ကျွတ်တို့ကတော့အလိုက်သိတဲ့ဟိုဘက်လွန်ပြီးခြုံထွက်နေတဲ့ဘုန်းကြီးပါဗျိဒါကျုံငယ်လေးတွေကအလိုက်သိကိုရင်တုန်းကကျန်ဒီကမြောက်ကျောင်းကိုရင်နှစ်ပါးစာပြိုင်းအောင်တောင်းနဲ့ကိုရင်နှစ်ပါးစာပြိုင်းတောင်းစာပြိုင်းအောင်တော့ကျုပ်တရားကိုရင်ကလည်းထိုင်မတန်ကောင်းစာပြိုင်းအောင်တော့ကျုပ်တရားနာဗျိဒါရှုံးနိုင်ရကိစ္စမရှိရှုံးတော့စိတ်ညစ်တော့အစောကြီးအိတ်တာပေါ့
နိုင်တဲ့ရဲ့ကြတော့ကျုပ်ဒုက္ခများပြီဒုက္ခများရောဘောတရားနာပြေးတာနိုင်တဲ့ရဲ့ကြတော့အိမ်မှာအိတ်တော့ပဲဝမ်းသာလွန်းလို့နိုင်တာနဲ့ညညင်းတဲ့သကောင်တပါးလေးသူများတွေအိတ်ကုန်ပြီကျုပ်ကရေအိုးတဲ့ခေါင်းစွပ်အိုးကြံကြောင်းမဲနဲ့ရေအိုးဖင်ချစ်ဓာပြောင်းဖွင့်အိုးကြံကြောင်းမဲကရေအိုးဖင်ကဓာပြားအတန်ကပါဇက်ကထွက်အာကောက်ဖွင့်လုံးဆိုကျုပ်ဗရကုသလကောက်ဖွင့်အကြံခဲလေသနောကောက်ပုံလိုက်နောက်ကနေဒဗလာကြီးနဲ့နှက်တာဖုံးဆိုလှဲ့ကြည့်ဖုံးကြီးဗျာကမြင်းမလားသူများတွေအိတ်နင်းဘာကြခက်တောင်ရှိမရှိမှာအေးဒီမှာအိတ်ပါပြီဗျာအိတ်ပါပြီဖရသာဆိုတာရေအိုးကစွတ်တုံးကရှောရှောရှူရှူဗျာအရေးကြီးတော့ချွတ်မရမဟုတ်ဘူးအရေးကြီးရင်ဖြစ်တတ်တဲ့ဒကမတွေလည်းမှတ်ထားကျွတ်တော့ပဲမိမတယောက်ဟဲ့ပွဲသွားရအောင်ဆိုအဖော်ဒီခေါ်လို့ထမင်ဝစ်ပြီးထွက်သွားတာအထက်ဆင်အောက်ကရောက်တာပြင်မဲ့ကြမှသိခရမ်းလျန်းကြလွယ်တတ်ဖြစ်တတ်တယ်ကိုယ့်ယူကာယကဲချွတ်မရတော့ဟာအိပ်သေးဘူးလားစိတ်ပေါက်ပေါက်ရှိတာနဲ့လေပင်ရမ်းပြီးတော့ရေအိုးကျန်းနဲ့ရိုက်ခွဲတိုင်းဆိုအလုံးကြီးကခွဲတယ်ကရုတ်ကလေပင်ကြံနေကျန်းကြောင်ဖောင်းမှဖြစ်ပါတယ်ဆိုမှနောက်အဲ့ရတဲ့ကြမှာပေးတွေချွေရနရွက်တွေများပွန်းလို့ငငယ်တုန်းကဝါဒနာကြီးလွန်းလို့ကိုရင်နဲ့မတော့ကျုပ်ရေတံထမ်းရဆုံးပေါ့ရေတံထမ်းရတော့အမှုကစစ်ကြီးဒီပြင်အမှုမရှိဘူးတချင်းဆိုမှုကြီးပဲဟုတ်တယ်ငါညီများနှမများငါတချင်းဝါဒနာပါတာလေဟောမင်းတို့ဓာတ်ပြားတချင်းဝါဒနာပါတာငါအိတ်နေသလောက်ရှိငါစမ်းပြီလို့ပြောရအောင်ငယ်ရိုးငယ်နာတော့ကုံတော့မှာမင်းတို့ကဓာတ်ပြားတချင်းနေစာအုပ်ထဲစုတလက်မလောက်စာအုပ်ကြီးနဲ့ဒါရှိငါမဟုတ်ဘူးကွာကျွန်တော်ဟောငါဘိုက်ထဲလေဗဇက်ထဲတဲ့ငါရတဲ့တချင်းအပုတ်400ကျော်တဲ့ဓာတ်ပြားတချင်းငါတလောက်ဝါဒနာကြီးရမကောင်းတဲ့ပဲညံသွက်ခဲ့ဘူးကာထာတကာထာကျက်ရင်တနေကုန်ကျက်လို့ကြည်ခြင်းမှကြည်ဓာတ်ပြားတချင်းနားထောင်3ကောင်းလောက်ဆိုရမကောင်းတဲ့ပဲချော်ထွက်တယ်တရားဘုန်းကြီးဖြစ်လာတာတော်သေးတယ်ဆိုရမှာပေါ့ဘယ်တစ်ချင်းကစပြီးငါဝါရဏပါခဲ့တုံးဆိုတော့တို့သေသွားပါပြီကွယ်ကလမလေးလိုနှာခေါင်းချွန်းချွန်းနဲ့မေလှမြိုင်ဟိုတစ်ချင်းကစငါသဘောကျတယ်စိမ့်လက်ကန်တာအတန်သွားလေးကောင်းလုံးပါတယ်ထမင်းအသက်9ရက်ပါရေအသက်ဟာ10မိနစ်ဆိုပြီးတာဒီစကားကိုတွေးရင်ပြင်းပြင်းမနှိမ့်ပင်ထောက်ခံမှာဟုတ်မှန်လားတော့ရေလူချင်းအကျိုး10ပါးဝတကယ်ကွာပါတယ်တော့ဟေးဟာဆင်းကူပြေးလို့ဟာငါအပြန်တစ်တာတဲ့တောင်ခောက်ထည့်သွားခြင်းအဲ့ဒီကစပြီးဝါရဏပါခဲ့တာဟေ့နောက်ကွယ်ဒုက္ခတုံးကပေါ့အခုလိုတွန်တေးတို့ဘာတို့ညာတို့မဟုတ်သေးဘူးပေါ့ဒုက္ခတုံးကမေလှမြိုင်တို့တက္ကသိုလ်များကြီးတို့နာမည်ကြီးကြတာလေနော်တက္ကသိုလ်များကြီးသချင်းဆိုရင်ငါဂီတပိတ်မှန်ကစသဘောကျရှေးကတေးသောမင်္ဂလာရှိလို့နေပြန်ဗမာတွေမှာလွတ်လပ်ရေးရပြန်ဆင်းရဲခြင်းလို့ကင်းအောင်လဲအဲ့ဒီဟာပေါ့ကွာအဲ့ဒီဟာပေါ့ငါအဲ့ဒီကစသဘောကျတာဓာတ်ပြားသချင်းအပုတ်400ကျော်သွားတယ်ဟိနောက်ငါကမြင်းညှိုးထားတဲ့အကြောင်းလေးပြောအောင်မယ်ငငယ်ကမန္တလေးမှာဟေးအစိုးရရုပ်ရှင်နဲ့ပြဇာဌာနကမေလှမြိုင်တို့ရန်နိုင်စိမ့်တို့ဝေသာလီမောင်ဖုံးတို့ရောက်လာကြပါရောကွယ်အဲ့ဒီရောက်လာတော့ကျုံနှဘေးမှာကွပညာရေးပြဝဲပြိုင်မွဲအစိုးရပြဇာပါတော့ငါဥဇနကဆိုတဲ့ဥစဉ်နဲ့သွားတော့မေလှမြိုင်တို့ပါတယ်ဆိုတော့တို့ပြဇာစင်နောက်ကနေတက်တာပေါ်ပစိုးလေးခင်းပေးဘာကိစ္စတို့မရတဲ့ဘုန်းကြီးဆိုတော့လေကြောက်ဟိုမေလမြိုင်နဲ့တွေ့ကျင်လို့ပါလို့ဒါနဲ့မေလမြိုင်ခေါ်ပေးမေလမြိုင်ကတို့ရှစ်ခိုးတယ်ဘာကိစ္စတုံးဗျာတဲ့ခင်ဗျားစကားပြောကျင်လို့ပါဆိုကလမမျက်လုံးပြူးသွားတယ်ကလမလေးလုံးဟုတ်ပါကလမမှန်တော့မသိပါဒီလိုပါလို့ခင်ဗျားစကားပြောကျင်တာတခြားမဟုတ်ပါဘူးလို့ခင်ဗျားဆိုတဲ့သချင်းတွေတိတ်ပြီးတော့သဘောကျတယ်လို့ဘုန်းကြီးဝင့်နေပေမဲ့မကောင်းတဲ့ဘက်
ဝါသနာဘာကြီးကထုံးနေတော့ပြောရအောင်မယ်လို့ဟိုရက်ကန်းစင်ကလေးနဲ့ဟိုလက်စွမ်းပြချိန်ဆိုတဲ့တခြင်းလေးဆိုပြစမ်းပါလို့လက်စွမ်းပြချိန်ဆိုတဲ့တခြင်းကွာယောက်ျားတွေစာမတတ်အကန့်နဲ့မိန်းမတွေရက်ကန်းမတတ်အကျိုးတဲ့ဖရာတဲ့အဲ့ဒီတခြင်းကဒီကနေ့အဲ့ဒီရက်ကန်းစင်နဲ့ပြစမ်းမဟုတ်ပါဘူးဖရာတဲ့သို့တော်လည်းအရှင်ဖရာတို့ဩဝါဒအတိုင်းဆိုတော့ပြပါမယ်ကောင်းသေးလားကွာတချင်းစုခိုင်းတာဩဝါဒဖြစ်ကိုရောဟာကမြင်ရောထားခဲ့ပုံပြောပါတယ်တို့ကအင်မတန်ပင်မလိမ့်မယ်ထင်တယ်ကိုကွာမေလာရိုင်တို့ဆိုတဲ့အခါမှာပင်မမှုဟေးမေလေထိုးကဇက်ကလေးငဲ့ကားနဲ့ခြေစင်းကလေးနဲ့ကိုကွာသူကဒီကစခြေစင်းဟေးပါတယ်အေးခြေစင်းဒီလိုကွနေဝေယောဒီကစားအိုရမီဆင်းမြောင်းဘယ်လမ်းမှမထွက်ပါရှင်ဒီကစားတကူမောင်ရိုက်နေလိုက်မဲ့အစင်းတင်မဲ့အစင်းဒီကစားတကူပါဒါအတွဲမှန်မဟာအကွယ်ဆန်းရွာအထွေလန်းဒီအစားကိုတော်ပြီးကြရင်ကုံတော့မှဒီအစားနဲ့အဲ့ဒီကနေဆိုပြလိုက်တော့ငါသဘောကျလွန်းလို့ဟေးမကောင်းတဲ့ပဲညံသွက်ခဲ့တဲ့ငါ9ဝါလောက်ကမှစတရားဟောတာကွတော်ပြီဒါဒီဝါသနာပါရင်ဟိုဘက်ရိုင်သွားလိမ့်မယ်အရင်တုန်းကပြတ်စားဒီငါကိုယ်တိုင်ရေးလို့မန္တလေးကမင်းသမီးတွေခေါ်ပေးလို့အရက်ကကလေးတွေနဲ့ပြတ်စားတွေတိုက်လို့ကကြဟာသင်္ကန်းကြီးနဲ့ဘိုးရိုးပါရကိုရိုးကာယာကြီးပေါ့ကွာနောက်တော့မှတော်ပြီလို့ဆိုပြီးတော့ဒီဝါဒနာလေးနဲ့ဒီဂီတတွေကိုထည့်ပြီးတော့ကလေးသူငယ်တွေနာချင်းအောင်ဟောလို့လည်းပဲတရားနာပြိတ္တဒီတပါးသောပုဂ္ဂိုလ်တဲ့စီးတယ်ကောင်းလို့တော့မဟုတ်ဘူးဟေးပယုတ်ဒုက္ခကြတတ်လွန်းလို့တွေ့ရမှာပေါ့ညောဆိုတော့လည်းပဲခွင့်လို့တိခံကျင်နိုင်ပါသဖြင့်ဘုန်းကြီးလည်းပဲလူငယ်လေးတွေဆွဲဆောင်ဟောနိုင်ပြန်တစ်ချက်ကလေးလေးတွေငုတ်တုတ်ရှိသေးတယ်အဲ့ဒါကြည့်ရင်ကျုပ်ပေါ်တိခံနိုင်ရလောက်ပါပြီမှန်လားပြိတ္တကြီးကိုင်ကွယ်ဒါနဲ့ငါအဲ့ဒီလိုဝါရဏပါလုံးလို့ကွာတနေ့ကျတော့တို့ရေရန်ကြမင်းဒီအိုးကြီးပြည့်အောင်ခါတဲ့ကွငပြောသည်အုပ်တဲ့အိုးကြီးအထက်ကအပေါက်ချင်းချင်းအောက်ကဘိုက်ပူနဲ့ဘဲဥအိုးကြီးပေါ့ကွာအဲ့ဒီအိုးကြီးပြည့်အောင်ခါတဲ့အထန်းခိုင်းတဲ့အိုးကကြည်အိုးကွာဟောလဲစီလေးတစ်လောက်ရှိတယ်ညောင်ရီအိုးလေးငါမစင်းစားဘူးကွာပြည့်အောင်ခါဆိုလို့ထန်းလောင်းလိုက်ငုတ်ကြည့်ရေကအယောင်မြင်ရအောင်မနှဲကြည့်ရနောက်တစ်ခေါက်လောင်းလိုက်ငုံကြည့်ရေကဒီလောက်လေးရှိသေးတယ်ဘဲဥအိုးနဲ့ဘိုက်ပူအိုးလဲစီသေးသေးနဲ့လောင်းအဲ့ဒါငါမစင်းစားဘူးနောက်9ခေါက်လောက်ကြာမှစင်းစားတယ်တန်ဟောဘုန်းကြီးသက်နှိပ်စက်တာတချင်းဆိုလို့နှိပ်စက်တာပန်းလေပြဒီဘိုက်ပူအိုးနဲ့လဲစီသေးသေးညောင်ရီအိုးပဲပြည့်နိုင်မှာဟာမထူးပါဘူးတချင်းဆိုလို့နှိပ်စက်ငါငယ်ငယ်ကရွဲ့ဘူးဒီတစ်ခါရိုက်ထွက်ပြေးဒီတစ်ခါရိုက်ရင်အလစ်ပဲညောင်ရီအိုးလေးထမ်းပြီးတော့တလင်းမြင်ကနေပြီးငါပေါ့ပါဝရီကောက်ခွန်လိုက်ရွဲ့တာတတဲ့စားရကျက်သွန်နှစ်တဲ့စားရကျက်သွန်ထူးကတာဘူးကြိုက်တာကောင်းထင်ရဲ့လို့ရွဲ့ဘူးတာပြောပါလေရာတပလင်းမလုံးချင်းလို့ကောက်ခွန်လိုက်ဘုန်းကြီးကကြည့်တယ်မျက်မှန်ကြီးနဲ့ကြည်ဒီခါရရင်တော့အလစ်ပဲရာတပလင်းမလုံးချင်းလို့ခွာထွေးအသွေးရုပ်တယ်ဩဝါရီရေနေထုတ်တယ်ခိုင်ရတယ်လို့ငါငယ်တန်းပေါ်အောင်ကောက်ဩတာဘုန်းကြီးကဟဲ့ကောင်လောင်းနဲ့ငယ်တန်းပေါ်အောင်ကောက်ဟဲ့ကောင်လောင်းနဲ့လာအောင်ဘုန်းကြီးမျက်နှာရိုက်မရိုက်အကဲခတ်တော့ဘုန်းကြီးကသဖြီးကြီးနဲ့ဒီထဲကငါလူခဲကကောင်းတယ်မရိုက်မှန်းသိသဖြီးကြီးနဲ့ဟေးလူခဲကငါသားကြောင့်လူခဲကကောင်းတာငါတရားပဲနောက်လူအစ်စ်မလာခြင်းနေပြီဒီတို့ကအရင်လူသိအပြန်ခံတဲ့ဘုန်းကြီးမဟုတ်
အိမ်အလုံးရှိလို့ပြန်လာတော့ကျုံမတတ်နိုင်ဘူးပေါ့ဒီလာတော့ဟာဟောဒီပရိသတ်အလွန်တွေးချော်တဲ့ပရိသတ်မနဲ့ကြတော့သွားစရာလာစရာရောင်းစရာဝယ်စရာနဲ့ဒီကိစ္စတွေရှိသေးတယ်စီစဉ်ရမယ်ဗောဒီအလုပ်ပြောနေတာကဲကြည်တရားနာပရိသတ်ကြီးအဲ့ဒါနဲ့ဘုန်းကြီးမရိုက်မှန်းလဲသိရောကျုပ်ကဘုန်းကြီးကိုအတန်ကျဲကျဲလေးနဲ့ဖယားလို့ထူလိုက်ဘာဖယားလို့နဲ့တော်ပြီသိန်းတော့အရှင်းဆိုရတာနှိတ်ဟာငငယ်တုန်းကဒါပတိတရားနာပြတော့နောက်ထပ်ဆိုရင်တော့ဒုတ်ကြီးထောင်ထားတာနဲ့ကျုပ်ရိုက်မှကြောက်လို့ဆိုခဲ့ပါဝါဒနာတွေနောက်ဒါကြောင့်တရားနာပြိဿကြီးဒီကလေးအလိုက်သိသိနဲ့ဟိုဇတ်တော်ကြီးကိုဆက်ပြီးတော့ရှေ့ပိုင်းမှာဟောလာသလိုများအကွက်စီနဲ့ဇလံမိလေးဟောရမယ်ဆိုရင်ဖြင့်ရည်တရားမောတရားလွန်တရားဆွေးတရားမပါတဲ့ဇတ်တော်ကြီးဖြစ်နေပါသောကြောင့်တရားဘုန်းကြီးအလိုက်မသိရင်ဖြင့်အရသာရှိတဲ့ဇတ်တော်ကြီးနည်းနည်းလေးပြက်ပြားသွားမှစိုးရိမ်ပါသဖြင့်အေးစိတ်မှာနရောလာစုပ်နရောလစုပ်4 ရက်နဲ့5 ရက်မှာဟောမှာဖြစ်ချင်းကြောင့်ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်လေးထုတ်စလိုက်ကြအောင်ဆိုတခြားမဟုတ်ပါဘူးဒါအလိုက်သိတဲ့ဇတ်ထုတ်ကိုကျုပ်ပြောမိမ3 ယောက်တရားပွဲမှာတရားနာပြိဿရှေ့ဆုံးကထိုင်ပြီးပြန်မယ်အလုံးမှာဟောခဲ့ဘူးတဲ့ဇတ်ထုတ်ပေါ့ဒီမှာမဟုတ်ပါဘူးပြိဿတီဟိုမှာပြိဿကြီးဘယ်မှာတော့တီဟိုမှာဟဲ့ဘုန်းကြီးလူတွေမောင်တိတ်တာတဲ့ကွပထမတော့ထွက်ပါဘူးနောက်မှထွက်တာပြောရအောင်တို့သူ့ဖေကတထေးသားလေးတယောက်တည်းဆိုတော့ကိုရင်ဝစ်သွားတော့ကိုရင်ကလေးတိတ်တာပေါ့ဘွဲ့ကလေးပေးထားကိုရင်ဆုံးကကြွလာတော့ပြောတယ်ကိုရင်ဘာတော့မြပြောရလားကိုရင်ခင်ဗျပြောလို့ဝစ်တာပေါ့ဗျခင်ဗျကျုပ်ဘာလို့ဒီလိုမေးတာခင်ဗျလို့ဒီလိုမေးခင်ဗျရေကျုပ်မလာဘူးဖယားမလာပဲတော့မနေပါနဲ့ဖယားကိုင်မမေးနဲ့ဆိုမမေးပါအမေနဲ့ဆိုမမေးပါဘူးဆိုပြီးတရားနာပြိဿနောက်ကိုရင်ကလေးတိတ်သားကနေကိုရင်ကြီးတိတ်သားဖြစ်လာရောကိုရင်ကြီးတိတ်သားဘုရားကြလာပြန်တော့လည်းပဲကိုရင်ဘာတော့မြမဟုတ်ဘူးကိုရင်မငေါ့ပါနဲ့အဖေဆိုတာမငေါ့ပေါင်းပါဘူးကိုရင်ပြောရဲ့ပြောလို့နေတာပေါ့ဗျာခမရမေးပြန်မလားဒီလိုမေးရင်ခမရရင်နောက်ကျုံမလာဘူးမလာပဲတော့မနေပါနဲ့ဗျာဒီလိုနဲ့တရားနာပြိဿမာလိုက်တာကိုရင်ကြီးတိတ်တာနောက်ဥစဉ်လေးတိတ်တာဖြစ်လာပြီးအသက်ပြေးလို့ရဟန်းခံလိုက်တော့ပျော်တော့မယ်နောက်ကြတော့ဥစဉ်လေးဘဝရောက်တော့လေဟိုကသားတစ်ယောက်ဆိုတော့ထွက်တဲ့ချင်းတကူဥစဉ်ဖျားဘာလို့မြခင်ဗျာမဟုတ်ပါဘူးဗျာပြောရဲ့လားခင်ဗျာပြောလို့ဝိတ္တမေးပြန်ပြီမမေးပါဘူးဗျာခိုင်းမလာတော့မနေပါနဲ့နောက်ရကြတော့သူ့တကာကြီးကလူထွက်တဲ့ချင်းတော့ငါးပွက်ရငစားချပြီကိုပြိဿမိမမျိုးကလေးတွေတဏခါပန်းမှလိမ့်ပြီးတော့ဥဒိတ်တကြွအလာမှာဆွန်အလောင်းခိုင်းကလေးမလေးတွေကတဏခါပန်းမှလိမ့်ပြီးတော့ဥဒိတ်တအပါကပြီးသပိတ်ကလေးယူလိုက်ပကံလေးယူလိုက်ဆွန်ဟင်းလေးလောင်းလိုက်ဆွန်လေးလောင်းလိုက်နဲ့အဲ့ဒီတော့ကလေးမလေးတွေလိမ့်ထားတဲ့တဏခါပန်းမှအနံ့ကဥဒိတ်တနှာခေါင်းသွားနှုတ်ဆက်နှာခေါင်းလေးပွားစီဖြစ်လာနှုတ်ဆက်ပေမဲ့လို့အဲ့ဒီချိန်ခါမှာသူ့စိတ်ကမပြက်ပြားသေးဘူးတာဘာမှမဟုတ်ဒါတကာကြီးညံဖြစ်ရတကာကြီးဘာတော့မလုပ်နဲ့ခင်ဗျာလောင်းဒီဒါပဲကောင်မလေးရှင်ဘုရားကလည်းဟိုနောက်ပိုင်းကလည်းမိအဲ့တော့မိသေးမလို့ခြင်းဘူးခင်ဗျာညံဒါပဲလားခင်ဗျာလို့ဒီလိုလုပ်ရင်ခင်ဗျာရေကြောင့်မလာဘူးကဲဗျာမလာပဲတော့မနေပါနဲ့ကဲနောက်ဒီလိုမခိုင်းပါဘူးဗျာဒီလိုနဲ့ပြောလာလိုက်တာတဝါရပြောတုံးနှစ်ဝါရပြောတုံးသုံးဝါရပြောတုံးလေးဝါရပြောတုံးငါးဝါကြစဉ်းစားလာဥဒိတ်ကစဉ်းစားတယ်ဘုန်းကြီးကမနဲ့မိုးလင်းစောကြီးဆုံးကန်ထွက်ကြောင်းပြန်လာတော့ဆွန်းစားသပိတ်ဆေးကြောမှောက်တရတမောအိတ်နောက်စားတက်စားကျက်စားပြန်ညဖျားဝတ်တဲ့အိတ်မနဲ့မိုးလင်းဆုံးကန်ထွက်ပြန်လာဆွန်းစားသပိတ်ဆေးကြောမှောက်စားကျက်စားတက်တရတမောအိတ်ညဖျားဝတ်တဲ့စားပြန်အိတ်မနဲ့မိုးလင်းဆုံးကန်ထွက်ဘ
ုန်းကြီးဘဝတကယ်စဉ်းစားကြည့်တော့ခြာလပါလေဥဒိဋ္ဌဖောက်လာပြီမနေနိုင်ရင်ဖောက်တော့တာပဲပြိဿဘုန်းကြီးဘဝကအောင့်နိုင်မှာအောင့်တဲ့နေရာခင်ဗျားတို့လူတွေဘုန်းကြီးတွေမမှီအကုန်အောင့်ရတာကငါညီမြကြလားမင်းတို့ကအခုခေါင်းလုံးပင်ကြီးတွေဝတ်တဲ့တို့ဘယ်ဝတ်နိုင်လို့ဟာအောင့်ရတာဘုန်းကြီးနဲ့မတော်ဘူးဆိုပြီးတော့မင်းတို့ဂုတ်ထောက်ကြီးတွေထားခြင်းနဲ့တို့ထားနိုင်ဘူးကွာဘုန်းကြီးကသူများစားသလိုမစားရသူများဝတ်သလိုမဝတ်ရသူများသွားသလိုမသွားရတို့ဘုန်းကြီးကအောင့်ရအောင်ဆိုအကုန်အောင့်ရတာပါကွာဒါကြောင့်ဘုန်းကြီးတွေအောင်လုံးအားကြီးလို့ပြန်တော်မူတဲ့အခါမီးရှို့တော့ဗျောင်းတိုင်းဆိုပေါက်တယ်ဟုတ်တယ်ကွာဒါတချို့ကဘာလုံးကြီးလေညာလုံးကြီးလေဘယ်ဟုတ်မလဲကွာအောင်လုံးကြီးတွေအဲ့ဒီကြမှာကွဲကွယ်ခုတော့အောင့်လာရမှနေပြီးတော့ဥဒိဋ္ဌမအောင်နိုင်တော့ဘဲနဲ့ဖောက်ပြန်လေပြီအော်ဘုန်းကြီးဘုရားတကယ်စဉ်းစားကြည့်အတော်ပြင်းစရာကောင်းဒီနေရာတရားနာပြည်သာဆူတောင်းတဲ့ဒကမာများပေါ်လာရင်မြဲခြင်းမြဲသွားမှာပေါ့ဟောတို့ဒီရန်ကုန်မှာကြားဘူးတဲ့ဦးစင်းလေးတမရှေးတုန်းကလူထွက်မယ်တဲ့ဖယားရွှေတကုံဖယားဝစ်ပြုတ်ပြီးတော့ရွှေတကုံကုန်းတော်ပေါ်တက်သွားတယ်ဒကမတယောက်ကလည်းတရားနာပြည်သာရေဦးစင်းလေးလာတာမမြင်ဘူးပန်းစည်းကြီးနဲ့ဆူတောင်းဟိုကလည်းလူထွက်မှဖယားဝတ်ပြုတ်ပြီးရင်ဒကမကဆူတောင်းသူလာတာမမြင်ဘူးဖယားတပည့်တော်ဟောဒီဆွမ်းစီမိဖျောင်းတိုင်းပန်းလှူရသောကောင်းမှုကြောင့်ဖယားတပည့်တော်ဒီဘုန်းကြီးလူတွေနားများနဲ့ဖြင့်ဘယ်တော့ကမှကိုကျွန်းနေပါလူထွက်မလို့လုံးမဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်တော့ကမှအဲ့လေးငါလာတာလည်းမြင်မအောင်ဘာကြီးပြောမှမသိဘူးဆက်နားထောင်အောင်မှဒကမကသူလာတာမြင်မှုဆက်တောင်းဖယားတပည့်တော်သည်ဟောဒီပန်းစီမိဖျောင်းတိုင်းလှူထမ်းရသောကောင်းမှုကြောင့်ဘုန်းကြီးလူထွက်များနဲ့ဖြင့်ဘယ်ဘဝကမှဘဝတောင်ရှိသွားတကမတွေဘုန်းကြီးလူထွက်ဓလောင်မုံလားဟေးတော်ပြီကွာထွက်ဘူးလို့မြဲသွားဘူးတဲ့ဗျာတကမစုတော်ဘုန်းကြီးတစ်ပါးမြဲဘူးတဲ့ရန်ကုန်မှာဒါကြောင့်တကမတွေအဲ့ဒီစုများကြက်ကြက်တောင်းကြလားနော်ကြက်ကြက်ကြီးတောင်းကြစမ်းပါခက်တလေးမင်းတို့မင်းလက်ထက်တုန်းကလည်းဘုန်းကြီးလူတွေပြိုင်ပြီးလင်ကုံဖော်ကြဗျာရောဟုတ်တယ်ဘုန်းကြီးလူတွေမှာရွေးယူကြဟဲ့ဒိုလင်နာကပထမကြီးအောင်ပြီးသားအေးဟဲ့ဒိုလင်နာကဓမ္မစရိယအေးဟဲ့ဒိုလင်ကကျမ်းပန်နဲ့ကျမ်းပြူတာဟဲ့ဒိုလင်နာကပထမကျော်အေးဘုန်းကြီးလူတွေရွေးယူတာမင်းတို့မင်းလက်ထက်ကဒါပေမဲ့လို့ခုခေတ်တော့အဲ့ဒီစုမျိုးများများတောင်းပေးကြပါကောင်းမှုလားပြိဿကြီးအဲ့ဒီလိုဆူတောင်းတဲ့ဒကမမရှိရှာတော့လေဥဒိဋ္ဌတော်ပြီအဖေထံလည်းငါကစကားလွန်ထားတဲ့ကိစ္စကိုင်းငါးဝါအယမပြောမဲ့တူတော့ငါဘဝမြစ်သေးစရီးတာအကောင်းမြစ်စိတ်သွားရောခုံချတော့မှာအဖေစီမပြန်ရဲလို့စကားကလွန်ထားတာကိုဧကတိလေးချော့ကြာကြာနာနာခောက်နောက်သစ်မိုင်လေးချော့ကြာကြာနာနာခောက်ငါထဲလုံးဘာမှမရှိဘူးခုံချတော့မှာကိုခါပန်ညိုးလေးနဲ့သင်္ကန်းနဲ့ထည့်စီကြောက်တုံးလေးပေါ်ထိုင်ငုတ်တုတ်ထိုင်ရှေ့ခိုးမျက်စိထဲမြင်အောင်ကြည့်မရှိဘူးသူ့ဘုံကသူနှမျောတဲ့မျက်ရည်လေးကကြမနေနိုင်လို့သာထွက်တာကဲထူးပါဘူးဆိုပြီးမြစ်ထဲနောက်ပြန်ဂျွန်းပစ်ချအုံးဆိုမြုပ်သွားတော့ဝါနှစ်ရိုက်လောက်ပေခြင်းလို့ခုံချသေကံမရောက်သက်မပြောက်အပေါ်ပြန်ပေါ်လာဟာမလေးသေခြင်းလို့ခုံချတာမသေးပဲပေါ်လာအဲ့ဒီကြောက်တော့မလေးဖျားသမုတ်တိထားဝိဇာနဲ့သမုတ်တိထားဝိဇာအီတီပြီးတော့ရွတ်လို့ရွတ်တရားနာပိသာကိုယ်ရောကာယကြီးဖူးဖွားနဲ့တခါတည်းကြွက်စုပ်လေးရေထဲမျောလာတယ်လို့တော်ပါသေးရဲ့တစ်တုံးတုံးသွားမိဟာတော်သေးရဲ့မလီနောက်မြုပ်သွားတာတစ်တုံးရဲ့နင်းအသက်ကဲအသက်ခင်ကြီးပါပဲတစ်တုံးကြီးဖဲပြီးလိုက်သွားတော့အောက်ရေစိတ်မှာရေချိုးနေတဲ့ကလေးမလေးနှစ်ယောက်ကမြအေးနဲ့မြလေးရေချိုးနေတယ်ကိုကွာသမင်းရရှာလေးတွေနဲ့အဝတ်တွေလျှော်ပြီးတော့ရေချိုးနေကတုံးကြီးနဲ့လိမ့်နဲ့မျောလာနောက်မြင်းမိမြအေးကဟဲ့ကောင်မ
ရေထဲမျောလာတာဘာကြီးလဲအေးဟေးအဲ့ဒီရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းအေးဟာဥပြီကွာမြတ်အေးကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းလို့ဥလိုက်တော့လေမြတ်လေးကဟဲ့အဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းအေးခိုင်းဘသူပိုင်မယ်ဆိုတာသုံးအောင်နားထောင်ပေါ့ဥရောဥတော်ပထမဥတဲ့မြတ်အေးကရေထဲထမင်းရှားလေးနဲ့ကူးပြီးတော့တစ်တုံးလေးတွဲပြီးတော့ဆွဲလာတယ်ကူးလာဘာလဲတစ်တုံးဖဲပြီးနှာခေါင်းနဲ့မျက်လုံးလေးဖော်နှာခမ်းနဲ့မျက်မဲလို့ချမ်းရှာလုံးစကားလည်းမပြောဘူးအွန်လိုင်းလည်းဟိုကောင်မလေးလန့်ပြေးပြေးဘူးသူကချမ်းချမ်းလေးနဲ့ပါသွားအဲ့တစ်တုံးလေးဆွဲသွားပြီးတော့ရေထောက်မိလောက်ပြီဆိုတော့မှရင်စို့လောက်ကြောင့်မှတစ်တုံးလေးဆွဲသွားဟဲတစ်တုံးကြီးတော့သေးသေးလေးပါတစ်တုံးကြီးတော့သေးသေးလေးပါပါလေးလေးအော်အနှစ်ကြီးမို့တူပါရဲ့အနှစ်ကြီးမို့တူပါရဲ့နောက်ဆွဲသွားပြီးရေကဒူးစစ်ပေါင်နဲ့လောက်ရောက်ခုတော့ပါမှာလေးတယ်နောက်မြတ်အေးတရားနာပြိဿရေတုံးပေါ်ကနေကြော်ကြည့်လိုက်မလေးလာပါမလေးဘာကြီးပါလိဒီတုံးကြီးလှုပ်ပြီးတော့ဆွတ်နဲ့ပြီးဟဲဘာကြီးပါလိဘာကြီးပါလိနဲ့ကြည်လဲကြည့်ချင်းဒါနဲ့သူတခါပြေးပြီးတော့ပြန်ကြည့်ဟောမျက်လုံးလေးနဲ့နှာခေါင်းလေးဖော်လို့ငုံကြည့်လိုက်မလေးပြုတ်လို့ဟာမျက်လုံးမပါနဲ့မလေးပြုတ်လို့ဟဲကတုံးကြီးနဲ့ဖုန်းကြီးလူတွေကြီးနဲ့တူပါရဲ့ရမ်းပြောတာတဲ့ဟဲနှာခမ်းလေးမြောက်မဲလို့ချမ်းရှာရောဓမ္မဟိုတော့လေချမ်းလာပြီတော့အေးလာပြီတော့ဟုတ်ကဲ့ကိစ္စမရှိပါဘူးဓမ္မလေးဟုတ်တော့ငါပြောတာဟုတ်ပါလေဓမ္မရဲ့ဓမ္မလေးကဖုန်းကြီးလူတွေကြီးနဲ့တူတယ်ဟောဓမ္မတော့ချီတော့အောက်ထောက်တာထောက်သေးဘူးကွေးတာဟုတ်တော့ထောက်တော့ဟုတ်ကဲ့နော်ဒီဘက်တော့ပေါ်တက်လေပေါ်တက်တော့ညာဟိုကျုပ်ပေါ်တက်လို့ဖြစ်ဘူးဟောတော့ဘာဖြစ်မှာတော့ချမ်းလာပြီနှခမ်းလေးမြောက်မဲလို့အေးမိလိမ့်မယ်ပေါ်တက်ကျုပ်အဝတ်မပါဘူးလေဟေးမတက်နဲ့ကျုပ်ကြည့်ရဘူးမြတ်လေးကထိုင်စဉ်းစားတယ်အဝတ်ဖွင့်မဲ့အမဲစကားတော့လွယ်တော့မှာပါကွာဖွင့်မဲ့အဝတ်ကလေးကိုင်းပြီးတော့နားထောင်နေဟိုကောင်ကတစ်တုံးကြီးနဲ့စကားပြောတာဟုတ်တော့ဒီမဲ့ဒါဖြင့်လေတက်ချီတော့အောက်ထောက်ထားဟုတ်ကဲ့ကျုပ်အိမ်ပြန်ပြီးတော့ဦးဆိုင်ပြန်ဦးမယ်နော်ဟုတ်ကဲ့မလေးဒါနဲ့မြအေးကဆွနဲ့မြလေးကိုဘာမှမပြောပဲနဲ့အိမ်ပြန်ပြီးအဝတ်စားယူမြလေးစဉ်းစားတယ်ဟောတစ်တုံးကြီးရက်တယ်တစ်တုံးကြီးဒါမြင့်ကြီးကန်ရင်မဟုတ်ဘူးစီးနေတာဒီတစ်တုံးစီးရမယ်မစီးဘူးသူအခုကြည့်ဟိုကောင်မကျိုးနဲ့လည်းမချီဘူးတိုင်ကုန်လည်းမရိုက်ဘူးဘာမှလည်းမဖိပဲနဲ့သူရက်နေတယ်စကားလည်းပြောတယ်တစ်တုံးနဲ့ပြောတာတော့မဟုတ်တော့ဘူးဧကနာတစ်ခုခုရှိရမှာငါသွားကြည့်အသားလေးသွားဟိုလည်းတရားနာပြတာမျက်လုံးလေးဖော်တစ်တုံးကိုပဲငုံကြည့်မလေးလာပါဟဲ့ဘာကြောက်လိဆိုပြီးဆောနဲ့ပြီးဒါမျိုးဆိုတာခက်သားပြီးတော့ကြောက်လဲကြောက်တယ်ကြည်လဲကြည့်တယ်ကြောက်ကြည့်ခြင်းကြီးပေါ့
ယုံလာတော့ရွာနေတော့ကွာရွာတဲ့ရက်ထဲများမသားတလောင်းသေးတယ်ဆိုရင်ကြီးချင်တာပြီးတော့ကြောက်လဲကြောက်တယ်ညအိမ်မော်တက်ရင်ခြေထောက်အောက်ကနေလှမ်းဆွဲသေးတယ်ဆိုရင်ပြီးတော့ကြောက်လဲကြောက်တယ်ညအိမ်မော်တက်ရင်ခြေထောက်အောက်ကနေလှမ်းဆွဲလိုက်မယ်ကြီးထင်တယ်ဒီလိုပဲကွာဒီလက်ကြည့်ချင်တယ်ကြောက်လဲကြောက်တယ်ဟဲ့ဘာကြီးလေးပဲပြန်ကြည့်မလေးမြူလို့တော့ထုံးမဖြစ်ဘူးပြုံးကနေမလေးမျက်လုံးပြူးကြီးနဲ့ပြချသွားကြည့်ဟာတော့ကရုံးကြီးဟင်ဖုန်းကြီးလားကရုံးကြီးလားဘုန်းကြတာဖုန်းကြီးကကရုံးကြီးတူတူပုတ်စားဘူးမလေးဖုန်းကြီးကကရုံးကြီးလားပြချကြည့်ဟဲဦးရည်လေးတွေကလည်းစိတ်လို့ဖုန်းကြီးလူတွေ့ချင်းနဲ့တူပါရဲ့ရမ်းပြောတတ်တဲ့တော့ပြချကြည့်ဟာတော့အခန်းနေမြောက်မဲလို့ဘယ်ချိန်ကမျောလာတယ်မသိမြအေးဆဲလာလို့ဒီရောက်တာဒီမဲ့ဟိုတော့ချလာပြီပေါ့တဲ့ဗျာဟိုကျုပ်တက်လို့မဖြစ်ဘူးမလေးတော့အေးမိသေးကုန်လိမ့်မယ်တက်လို့မဖြစ်ပါဘူးဗျာဟုတ်တော့ပေါင်လူကြီးများဖြစ်နေပေါင်လူကြီးများဖြစ်နေဖြစ်မပါဘူးလားပါပါတယ်ခြေထောက်နဲ့အောက်ထောက်ထားလို့မမျောတာဘူးဟုတ်တော့ဒါကြီးပေါ့တဲ့ကျုပ်မဆိုးမပါဟဲ့မတက်နဲ့ကြောက်တဲ့တယောက်တည်းမတက်နဲ့နေုံတာပြီဟိုကျုပ်ဟိုခေါင်းမှုစုပ်လေးသွားယူလိုက်ဦးနေပါစီမှာလေးတဲ့ဟိုမှာလေးတယောက်ကအဝတ်စားသွားသူတော်ဆောင်လို့ပဲဖြစ်မလဲတော့အေးမိကုန်မှာပေါ့ဒါနဲ့ခေါင်းမှုစုပ်လေးယူလာခေါင်းမှုခေါ်တဲ့ခေါင်းမှုကောင်းလို့မှခေါ်ပဲခေါင်းမှုစုပ်ခေါင်းမှုဆိုတာအစုပ်လုပ်တာများရော့တော့ဒါလေးဝတ်ဆိုတော့တစ်တုံးလှုပ်ပလိုက်တစ်တုံးလှုပ်ပလိုက်တော့တစ်တုံးလေးကလိမ့်နဲ့မျောတော့လိုက်ဖမ်းတယ်အော်တော့ဒါကြီးဘာလို့ဖို့တော့ကျုပ်သူ့ခဲ့တာဗျသူမရှိရင်ကျုပ်သေးပြီမလေးတော့ခုမှတော့တန်ရောတင်ဖြစ်မနေပါနဲ့ကဲနေပါစီတော့အောက်လေထောင်းမိသားပဲရော့တော့ဒါဝေးဆိုတော့တရားနာပိသဂျိုင်းကလေးမြောက်ပြီးတော့ခေါင်းမှုစုပ်လေးကြီးလိုက်တော့တစ်ထည်လုံးအပေါက်ကြီးခင်ဗျားအရာလုံလည်းမလုံဘူးဟုတ်တော့ကျုပ်ကောင်းမှုလို့ပြောပါတော့ဟုတ်တယ်ခင်ဗျားကောင်းမှုစုပ်ကလုံလည်းမလုံတော့ပါတော့ဖြစ်တယ်လို့ပါအိမ်ကြောက်မှနေရတပည့်ခင်ဗျားဟုတ်ပဲလေကတော့ဝိသမ်းမှာမြတ်လေးကဟိုဘက်လှဲ့နေတော့ခေါင်းပေါ်ကနေစွတ်ပြီးကိုယ်ကလေးတဖြည်းဖြည်းခြေတော်ကလေးကွေးရကဆန့်ပြီးမြင့်နောက်လှဲ့ကြည့်ဆွဲဆူထိုင်ပြလိုက်ဟုတ်တော့ဘယ်နဲ့ရွှဲကုန်ပြီတော့ဟဲ့လက်ကြည့်လုံးဝမလုံးမဲနဲ့တိုင်ဒီမဲ့ရွှဲမရွှဲကြတော့ဖြစ်တယ်လို့ပါလာလိုက်ခဲ့ခင်ဗျာနောက်လှည့်မကြည့်နဲ့တော့မလေးတော့လာတော့မှဆိုပြီးခေါ်သွားမြင်အောင်မှန်းကြည့်ခေါင်းမှုစုပ်နဲ့ကရုံးနဲ့ဘယ်လောက်ကြည့်လှလိုက်တိုင်ပါသွားရောတရားနာပြီးသားပါသွားတော့လေအိမ်ရောက်အမေဟဲ့မြလေးပါတော့ဟိုအဲ့ဒါဘာလို့မရဲ့အဲ့ဒါဘာလို့ဆိုတော့အဲ့ဒါဆိုတော့သာသနာထင်တာကိုမောင်ကျက်တရေကြီးနဲ့လားနှုတ်ခမ်းမိုးကြီးနဲ့လားတောင်ရှည်ကြီးနဲ့လားတိုက်ပိုင်အင်ကြီးနဲ့လားတိုက်ပိုအင်ကြီးနဲ့လားဒီထဲမှာတိုက်ကပိုင်းနေသေးတိုက်ပိုအင်ကြီးနဲ့လားနောက်လှမ်းကြည့်ဟဲ့ကောင်မလေးနင်းရတော့ပဲမလို့ဟိုမင်းလည်းဒီမှာဟုတ်တော့ဟဲ့ဘယ်လိုခေါ်လာတာဟုတ်မင်းမပြောပါနဲ့တလားစရာကြီးဟိုရေထဲတစ်တုံးနဲ့မျောပါလာလို့သမီးတလားလို့ခေါ်လာတာပြောပါနဲ့မင်းလာတော့ဒီလားဆိုပြီးတော့ဟိုသူ့အကိုရဲ့အဝတ်စားတွေရော့တော့ဒါလေးလေဝိထိုင်တော့ဒီလားဘုန်းကြီးလူတွေပြီးပဲတရားနာပြီးတော့တင်မလဲခွေးထိုင်ချတင်မလဲခွေးနေတော့ဟိုကတရားနာပြီးတော့ရေနွေးချမ်းနဲ့ထင်ရခဲလေးနဲ့ယူလာရော့တော့ဒါတော့ကောင်းပြီကတ်ကွာကြာကုန်ပြီဘုန်းကြီးလူတွေဆိုတော့ဇာတိရမဖြောက်ဖဲကိုပြည်သားမြုံလို့ရှေးတုန်းကဘုန်းကြီးလူတွေတယောက်မုတ်ဆိုးမနဲ့ရအသာထိုင်မစားဘူးထမင်းစားကြရတော့ဟာရကမကတ်ဆိုတော့သေချင်းစိုးအရင်လင်မကတ်ဖဲနဲ့ငါဘာဘူးလို့ကအကုန်ကိုကားတွေဖြစ်ကိုဘုန်းကြီးလူတွေဆိုတော့ကြွားကြတယ်နွားမောင်းတာကစားဤနွားထုံနွားမရောက်လိုက်တာမဟုတ်ဘူးဆိုတော့စားတော့
ပေတာနေနဲ့ကိုယ့်ယောဂဖြစ်ကုန်တာဗောပြိဿရဲ့ဒီထက်မြင်မလားဟိုချမ်းတဲ့ဆောင်းတွင်းကြီးမိမနောက်လိုက်သွားပြာသူတပူတို့တကယ်ဆိုငါချမ်းတဲ့စောင်းပေးဟဲ့ဆိုပြီးတာအခုမဟုတ်ဘူးဗျကမဝါသာအကြီးနဲ့စောင်းတောင်းကမဝါတော့ခင်ဗျားတို့ကြားဥပါတယ်ဒူနာတူမေပွန်ဒီတောင်ကိုဒေါ်လာတိတ်ကြီးသူကဒီကမဝါသာနဲ့စောင်းတောင်းသူ့ရွာသူ့ပြေချမ်းလို့လေစောင်းကိုဟာကိုယောဂရာကြီးဟောတော့ဘုန်းကြီးလူတွေယူထားဒုက္ခပါပဲစောင်းတောင်းတာကမဝါသာကြီးတော့စောင်းပေးဆိုပြီးတာပြီးတော့သူကဘာပြန်ပြောလဲညီငါမပြောနဲ့လေကံမြင့်မဟာလို့ဆိုတယ်ဒါကြောင့်ဇာတိမဖြောက်တော့အခုကြည့်လေပြိဿဘုန်းကြီးလူတွေဘဝကကူးလာတော့ဟာတက္ကမကတ်ဟာဆိုတော့ဟောတော့ဘုန်းကြီးလူတွေကြီးထင်ပါရဲ့တော့နာမည်ဘယ်လိုခေါ်တော့ဥတိတ်ကဟောတာဘုန်းကြီးနာမည်ကြီးဟုတ်တယ်ဘုန်းကြီးကနေကျုပ်ဘာပြုလာတာတော့ဘာပြုလာတာတို့ဩကျုပ်သေပဲစီဆိုပြီးတော့အဖေးရှိမပြန်ရဲလို့ဂျုံးပြစ်ချလို့ရေထဲမျောလာတာတစ်တုံးတွေးလို့ပေါ့ကန်တော့ရေဆက်ရှိလို့ရောက်လာတာပဲအောင်းမိပါကျုပ်ကိုလည်းဟိုတော့ဒီကနေပြီးတော့ကျုပ်ပြစ်ပြီးလေဘယ်မှမသွားနဲ့နော်ဟုတ်ကဲ့ရောက်တော့ရေနွေးသောနေတော့ဟိုကလေးမလေးကအဝေကလေးတွေချမ်းချမ်းညှက်လို့ပေါ်လကွယ်မြေစိတ်သုတ်နဲ့ဟန်ကြတာပဲစိုင်းကောလို့ခြုံပေါ်ရောက်အဆင်ပြေပြီငါတို့မုတ်စိတ်ပြားဆွဲတာပဲဆိုပြီးအားခဲပြီးမြစ်စိတ်သွားလိုက်တော့ဘာရှိဟုတ်တော့ညာလေးလည်းမရှိတိတုံးကြီးလည်းမရှိငါကြီးလည်းပဲရောက်တော့ငါကြီးဆိုတာအဲ့ဒီဥဒိဋ္ဌကြီးပြောတယ်ကြည်စမ်းသိချင်းဆုံးမှသူခေါ်သွားတာဖြစ်ရတခါတည်းမြက်လေးအိမ်လိုက်ဟိုကဆွင့်ကြီးထိုင်းနေကြည်စမ်းကိုတော်တော့ဒီလားထိုင်းနေတာကိုဟဲ့ဓမ္မညီငါဆယ်တဲ့ဟာကြီးကိုညီဘာလို့ခေါ်သွားတာဘာဆိုင်တော့အေးဆိုင်တော့အေးဒီမဲ့တော့အဲ့ဒါကြီးချုပ်တော့ဒါဝိကျုံနေလိုက်ခဲ့ဟာနေပါစေတော့ဘယ်နေပါစေလို့ပဲပြမှာတော့ကျုပ်ဆယ်တာဟုတ်ပါတယ်ခင်ဗျားဆယ်တာဒီမဲ့လိုက်ခဲ့ဟဲ့မလိုက်ရဘူးအေးဒီမဲ့ညီကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ညီတစ်တုံးမဲ့ပိုင်နေအေးငါဥရာကအဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းလို့ဥတော့ဒါငါပိုင်နေအေးဘာပဲမှထတော့လာလိုက်ခဲ့လက်မောင်းဆွဲထူမလုံးနဲ့လေမလိုက်ရဘူးလာတော်ဒီကိုလိုက်ခဲ့ကလေးမလေးနှစ်ယောက်ဇွတ်ဆွဲတော့ဘာပြောကောင်းမလဲအလဲကောင်းတကမလေးတွေလက်မောင်းပြုတ်ကုန်ပါမယ်နှစ်ယောက်သမားဆွဲရင်ကနေပြုံးရကနေပြန်ဆွဲရင်နဲ့တရားနာပြိတ္တရဲ့တကြီးကလည်းပဲမြတ်အေးရဲ့ဘာကြီးကိုပြိတ္တရဲ့တကြီးကအိမ်ဝင်းထဲဝင်လာဟဲ့ကောင်းပါလေးတွေမိမအိမ်တရေရွှေပေးလို့မရနှစ်ပြားမတောင်မလုပ်ကြနဲ့ဟင်းဘယ်ကယောက်ျားမှမသိဘာမသိညာမသိနဲ့နှစ်ယောက်ဆွဲလူနေနင်တို့ရှက်ဘူးလားဟုတ်တယ်မဲ့ဟိုဘာကြီးရှက်တာမရှက်တာဒီနောက်ထားပါတော့ဟိုကျွတ်တို့နှစ်ယောက်လေရေစိတ်သွားတော့ကဟိုတစ်တုံးကြီးမျောလာတော့ကျုပ်ကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုပြီးတော့ကျုပ်သွားဆယ်ထားပါကြီးရဲ့အဲ့ဒီတစ်တုံးပေါ်ဓာကြီးပါလာတာဒီလူကြီးပါလာတာအဲ့ဒါကျုပ်ပိုင်တာဘောပါကြီးရဲ့အေးဟုတ်တယ်ဒါမြတ်အေးပိုင်တကြီးကမြတ်အေးပိုင်တယ်တကြီးတော့တူမဆိုပြီးမျက်နှာမလိုက်နဲ့နော်တော့တူမကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ရေထဲမျောလာတာတစ်တုံးမဲ့သူပိုင်နေကျုပ်ကအဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းလို့ကျုပ်ဥတာဒါကျုပ်ပိုင်နေတော့အေးဟုတ်တယ်ဒါများလေးတော့ဟုတ်တယ်တကြီးဦးကြောင်ကြောင်ဖြစ်လာဘယ်မှာလို့ပါရဒါကျုပ်ပိုင်နေအေးရိုက်ပိုင်တကြီးတော့မျက်နှာမလိုက်နဲ့နော်ကျုပ်ကအဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းဥတာကျုပ်ပိုင်နေအေးဟုတ်ပါတယ်အဲ့ဒါဘာဖြစ်လို့နောက်တကြီးစဉ်းစားတယ်ငါလည်းဟိုရိမ့်ဒီကြိုင်ရှိတာနော်လူကြီးဖြစ်ပြီးတော့ဟေးနေအိုးငါတူမမြအေးပြန်စို့ညီရဲ့ရှုံးဘက်ကဟုတ်သားပဲရေထဲမျောတာလေးပစ္စည်းငါပစ္စည်းဆိုတော့ညီရဲ့တစ်တုံးမဲ့ပိုင်မဲ့ तू အဲ့ဒီပစ္စည်းပုံပါလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ तू ပိုင်မဲ့ဘယ်ရုံတက်ဘယ်ခတ်သွားငါတူမစကားအရာကရှုံးမှဖြစ်နေတော့လာပါအေးသွားကြပါစို့ဆွဲခေါ်မလိုက်ဘူး
ဘာကြီးမခေါ်နဲ့ကြောက်ခေါ်ကြောက်မလိုက်ဘူးတည်ချင်းလုံးလိုက်ငါးကြီးကိုညီမမရာဖြစ်ကုန်တာပေါ့ခမလေးတွေအကုန်ကိုငါးတွေဖြစ်ကုန်ဒီထဲတရားနာပြည်တာဒီတရားလေးတစ်ခါဟောမိပါတယ်မန္တလေးအရှိပြင်ကဘုန်းကြီးလူတွေတွေကစုပြီးတော့ဒီဇတ်ထုတ်ဟောခိုင်းတယ်ဘုန်းကြီးလူတွေဇတ်လန်းဘုန်းကြီးလူတွေကဘာပြုလို့များဘုန်းကြီးလူတွေဇတ်လန်းဟောခိုင်းနေဆိုတော့ကောင်မလေးနှစ်ယောက်လင်လူတဲ့အခန်းသဘောကျလုံးဘုန်းကြီးလူတွေတတ်တီတော့ပြမိအောင်ကိုထွက်ပြလိုက်ပြီဒါကြောင့်တရားနာပြည်သားရေအဲ့ဒါလို့နဲ့မြတ်အေးဆွဲခေါ်သွားတော့တူတူကပြောကြပါစို့မြတ်လေးနဲ့အကြောင်းဆက်လို့ပေါင်းဖက်ကြတယ်ကိုမြတ်လေးနဲ့အကြောင်းဆက်ပေါင်းဖက်ပြီးတော့နေလာလိုက်တာဘာလို့မလုပ်ဘူးဘယ်လုံးမလဲတရားနာပြည်တော့ပလွေတစ်ချောင်းပါဇတ်တက်လို့ကစင်းရိုးရှောက်မကူပေါ်လောင်ပဲမရဘူးရောက်ဖားလို့တဲ့လူကအမြင်ကလာခါလေးအေးဦးကန်တက်ပြီးတော့အတုပရေးစက်ချလို့ချဝါကြရကွာဒီကောင်ကြီးကျက်သေးရုပ်တာဒါကြကမဝါတွေဖတ်လို့ဖတ်ခက်တော့တာပဲတို့ကြကစင်းရိုးလျှောက်တွေ့တောင်းမှုအဲ့ဒါလို့ကိုယ့်ကိုကာယကြီးလုံနေတော့ရောက်ဖဖြစ်တဲ့လူကဓမ္မကြီးကင်လို့ဟေးတိတ်တာကိုကြီးဘာလို့ညာအားလုံးမလို့နဲ့လောင်းဒီမင်းတို့အိမ်ရောက်လာတာကြာပြီမင်းဘာလို့ဗျာမင်းဘာလို့ကျုပ်ပလင်မို့ဟေးကောင်မင်းပလင်မို့တယ်ထမင်းစားရမလားဟာတော်တယ်ငါထွန်ထွက်တယ်မင်းဘာမှကူညီမရဘူးပလွေမှုတ်လို့မှုတ်အတုပရေစက်ချလို့ချနမိတ်မရှိနမမရှိနဲ့ဟေးကောင်ဓမ္မမင်းရလားဒါတော့မင်းငိုက်မနေနဲ့ဆင်းဟေးဆင်းကွာမင်းဆင်းကွာဆိုတော့တရားနာပရိသတ်ကြီးနေပါဦးမြာကိုကြီးဒီလိုလည်းမနေစပါနဲ့မင်းရလေးပြန်လာရင်ကျွန်တော်ဆင်းဆိုရင်ဆင်းပါမယ်ခင်ဗျာဟေးမြတ်လေးပြန်လာအောင်ဆိုင်နိုင်မင်းကအလုံးမလုံးဖဲနဲ့ငါနှမကိုမျက်ရည်ကန်ထိုးပြီးတော့ဟိုခေါ်သွားလုံးမကျွေးပဲနဲ့အမျိုးမျိုးအငငအပြက်ပြက်မင်းနှိမ့်ဆက်အောင်မလို့ပေါ့လေသွားမင်းတယောက်သေးသွားနေပါဦးဗျာဘာနေရမှာဖွင့်မင်းပြောရင်ဆိုရင်နဲ့တရားနာပိဋကကြီးမြတ်လေးပေါက်လာဟေးအကိုကြီးထမကြီးကိုင်လို့ဘယ်လိုဖြစ်တာတော့ဟေးဘယ်လိုဖြစ်ရမလဲငါတတ်မလို့မလုပ်ပါနဲ့ကိုကြီးကိုတိတ်တာတော့လေကျုပ်အစအရာရာပြောခဲ့ပါလေအဲ့ကနေကျုပ်စကားနားမထောင်လို့အလုပ်လုပ်ပါအစအရာရာအကိုဖြစ်တဲ့ရောက်ဖားကိုကူညီပါလို့ဆိုရင်လို့တော်မကူညီလို့ခုတော့လေဒုက္ခတွေများကုန်ကြတော့မှာပေါ့ဟေးငိုးမနေနဲ့ငါအိမ်ကြက်သေးမရှိဘူးသွားနှစ်ယောက်စလုံးနင်ထုတ်ရောဗျာနှင်းထုတ်တော့မောင်တိတ်သားနဲ့မမြလေးထွက်ပြေးကြရောအိမ်ကစားစရာတောက်စရာမပါတော့မောင်တိတ်သားကတထေးအိမ်မှာသွားပြီးတော့ကျွန်တော်အလုတ်ကလေးများပေးပါခင်ဗျာဟေးမင်းနှစ်ဖူးရည်ဒူးရည်နဲ့ငါအလုံးနဲ့ဖြစ်ပါဘူးကွာမင်းဘယ်ဘဝကကျုပ်ဘုန်းကြီးလူတွေဘဝပါခင်ဗျာဟုတ်အစကကျုပ်တထေးသားပါခင်ဗျအေးဒါကြောင့်တထေးသားနဲ့ငါအလုံးနဲ့မသိဘူးထင်လို့မင်းနှစ်ဖူးရည်ဒူးရည်ကြီးတော့တထေးသားဆိုတာငါထင်လို့မေးကြည့်တာကွာမဖြစ်ပါဘူးကွာမဟုတ်ပါဘူးခင်ဗျာကျွန်တော်လုပ်ပါမယ်ခင်ဗျာကျွန်တော်လုပ်ပါမယ်ခင်ဗျာလို့ဆိုတော့စဘာ900ခွင်ကြီးတရားနာပိဋကသူရိပ်မယ်ဆိုတော့ဂိုင်းဟုတ်မဟုတ်တော့စမ်းကြည့်စမ်းဆိုတော့လူမစွမ်းနတ်မလားမသိဟောတရားနာပိဋကမုန်းမတဲ့ခင်အချိန်တွင်းမှာအကုန်ပြီးသွားတထေးကသဘောကျလွန်းလို့ဟေးဓမ္မမောင်တိတ်တာမင်းကွယ်တယောက်ထဲကျဲပြီးတော့ရိတ်လိုက်တာစဘာတွေအကုန်ပြီးသွားလို့ gain ငါမလဲပဲဒီစဘာတွေအကုန်လုံးပေးလိုက်တော့လဲပဲငါမှာရော့ပါခြင်းမရှိတနာပါသဖြင့်မင်းဒါတွေအကုန်ယူပြီးတော့အဲ့ဒါဒီလက်ကွက်ကိုလည်းမင်းမလောက်စားတော့ဆိုတော့ဟောတရားနာပြီးတော့အဆင်ပြေးလားအဆင်ပြေလို့လေမယားနှစ်ယောက်တရားနာပိဋကအိမ်ဆောက်ကြမယ်လို့တိုင်ဆိုင်ဖို့ရကျွင်းကလေးတွေတူးလိုက်တော့ရွှေအိုးချင်းနှခမ်းချင်းထိနေတာတွေ့ဟာမမြလေးဟိုလေးရွှေအိုးတွေပါလားကွယ်ကြည်စမ်းငါတို့ကုသိုလ်ကံကောင်းနေကံပေးပြီးနှမရဲ့လို့ကြည်လိုက်ကံပေးတဲ့လူများဒီတိုင်းတိုင်ဆိုင်ဖို့ကျွင်းတူးတာရွှေအိုးနှခမ်းချင်းထိနောက်အိမ်ဆောက်မလို့ကျွင်းတူးရင်ပိဋကကြီးကြည်တူးကြ
ဘူးကြောက်ခဲထိုးမိလို့တမျိုးပဲ့မှာစိုးလို့ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဒီအတိုင်းပဲဗျအချို့များကြတော့ကံမပေးလို့မချမ်းသာခြင်းတော့ဘိုးဘိုးအောင်မပါတဲ့ငွေနှကြနဲ့ထီထိုးပေါက်ချင်မှပေါက်တာအပြိုကြီးလင်ဝဲရန်ဆိုတာသိမ့်စုထွက်ခြင်းထွက်သည်ဗျကွာကြတယ်ကံအလုံးဆန်းကျဲတယ်ပြိဿဒီလိုနဲ့တရားနာပြိဿကြီးမောင်တိတ်သားတို့ဇနီးမောင်နှံတစ်ထေဖြစ်နေ့စဉ်နဲ့အမြတ်တန်ဃာတော်တွေဆွမ်းလှူဒန်းပြီးတော့ကဲတူတူပြောကြပါစို့မောင်တိတ်သားယောဂအသေးတန်ဖြည့်ရောယောဂအသေးတန်ဖြစ်လာတော့နှမရေမမြတ်လေးဟောဒီလူဘဝကြီးကစွန့်ခွာပြီးတော့မင်းကိုဒီအိမ်ကြီးပေါ်ထားခဲ့ရတော့မကွဲနှမရေအိုးကိုတိတ်သားတော်ပါလိဆောက်ပြောနေတာတော့ပြရပါဘူးကိုတိတ်သားတော့ကိုကျုပ်ယောဂပြောက်အောင်ကုမပေါ့နှမရေမင်းကုမဲဆိုဝေးမလို့မောင်ကြီးယောဂမပြောက်တော့ပါဘူးပေးမဲ့ယောဂမောင်ကြီးသိတဲ့ကွယ်ကိုတိတ်သားဒီလိုပြောပါနဲ့တော့ကျုပ်စိတ်ဆင်းရုံမပြောပါနဲ့တော်စကားပြောလို့မောနေပါမယ်အေးလေးနေသမှာမနေနိုင်ဘူးနှမဟောမမြလေးကိုတိတ်သားဘာလို့တော့လှမ်းသွားတာလဲမြင်လားမမြင်လားနိုင်ထားတယ်ငါ့ကိုလာပြီးတော့ခေါ်နေတယ်နိုင်ထားကြီးတွေဆိုင်နေပြီနှမရထား6စင်းဆိုင်ပြီကိုတိတ်သားတန်တော့ယောဂအသေးတန်ဖြစ်ပြီးတော့ကြောင်6ချာလေးရှောက်ပြောနေတာနဲ့တူပါရဲ့ကိုတိတ်သားသတိထားပါနော်နှမရဲ့ကြောင်6ချာပြောတာလည်းမဟုတ်ဘူးသတိလည်းထားတယ်နှမရဲ့ဟောမနာရထား6စင်းမောင်ကြီးကိုလာပြီးတော့ခေါ်တယ်မင်းမြင်ရလားနှမရဲ့လို့ဆိုတော့ဟုတ်ပါဘူးတော့ကိုတိတ်သားတော့စိတ်ထင်လို့ပါဟိုတကယ်လာရင်ကျုပ်မြင်မှာပေါ့မင်းမယုံဘူးလားနှမပေးအဲ့ဒီပန်းကုန်းလို့ဆိုပြီးတော့ပန်းကုန်းကလေးယူပြီးတော့အထက်မြောက်ပြီးငါလိုက်မဲ့ယထာချိတ်စီလို့ပြစ်လိုက်သူလိုက်မဲ့နတ်ယထာသွားပြီးချိတ်တော့ပန်းကုန်းကတွဲလျာလေးဆွဲနေမြင်ရလားနှမဟိုမှာဒီလားပန်းကုန်းပြန်မကြဘူးဟုတ်ပါပြီကိုတိတ်သားမလေးတော်လိုက်မယ်နာရထားကြီးနဲ့တော်နှပ်ပြသွားတော့မှာပေါ့ကျုပ်ကိုထားပြခဲ့တော့မှလားကိုတိတ်သားရဲ့မတနာလို့မဟုတ်ပါဘူးနှမရဲ့မောင်ကြီးနာရထားမောကခေါ်နေပြီဖောင်ကြီးသွားရတော့မယ်နှမရဲ့ကိုတိတ်သားပြစ်မထားခဲ့ပါနဲ့တော့ကျုပ်ကိုပြစ်ထားခဲ့ရင်ကျုပ်ဘယ်သူနဲ့နေရမှာတော့ဟောအကိုနဲ့အဖေမေတို့ကလည်းတော့ဝမေတ္တာရှိလို့အိမ်ကနှင်းထုတ်တာတော့အပီသားနဲ့တော်မရှိရင်များလေးခိုးဖို့ရမယ်ပါမို့လားကိုတိတ်သားပြောပါဦးကျုပ်ကိုမထားရပါနဲ့မထားခဲ့ပါနဲ့ဆိုတော့ဟိုကတတိလေးကလစ်သွားလေရောပေါ်ပြိဿသူကနာယထာနဲ့သွားကြည့်ပြန်နဲ့လုံနေထမရဲ့လစ်သွားတော့မမြလေးကဟင်မဖြစ်ဘူးသူထားဖို့တက်တော့မှာဒီမဲ့ကိုတိတ်ကတော့ကတော့သွားမယ်လို့ပြောနေပြီကျုပ်မချစ်လို့နိုင်ထားကြီးနဲ့နတ်သမီးတွေနဲ့ပြောတော့မှာပေါ့ကျုပ်လေတော်မရှိလို့ရှိရင်ကျုပ်ကမနေရဘူးဒီမဲ့တော်မသေးရင်ကျုပ်ရဲ့ပြလိုက်မယ်ကိုတိတ်ရဲ့လို့ကြည့်တရားတော်ပြိဿရဲ့နှခေါင်းနှစ်ဖက်လက်နဲ့ပိတ်နားနှစ်ဖက်လက်နဲ့ပိတ်အသက်အောင်ပြီးပြီမှာဒီတော့အကုန်ပိတ်ရင်သေးတယ်နော်မယုံရင်ပိတ်ကြည့်သေးတယ်ပိတ်ရင်တာတောင်လို့ကလေးများငိုတဲ့အချိန်ခါမှာအဲ့ဒါလိုအသက်တွေပါတွေအောင်ပြီးသေသွားမှဆိုလို့ငိုတာကိုငိုနဲ့လူပြောပါနဲ့လို့ကျုပ်တရားပွဲတိုင်းထည့်ပြောခဲ့ဘူးပါတချို့မိခင်တွေနားမလဲဘူးဒုံကြီးနဲ့ရရင်ကကလေးငိုမှာပေါ့ငိုတဲ့ထဲပါပြောတော့အတမထွန်းနဲ့ကဲတရားသလားဗျငိုတဲ့ကလေးတိတ်အတမထွန်းနဲ့ဆိုလို့ရမလားလို့သေဘူးတဲ့နော်မိခင်တွေသတိပေးတာပါကျွတ်တို့ဘက်မှာဒုံကြီးနဲ့ရိုက်ပြီးကလေးကိုတိတ်အတမထွန်းနဲ့ဆိုတော့လေအမေကိုကြောက်တော့သေရောတွေ့ဘူးလို့တကယ်သေးတာနော်
ငိုးနေတဲ့ကလေးကိုအတန်မထွက်နဲ့မလုပ်ပါနဲ့ရီးနေတာကိုလည်းပဲမရီးနဲ့လို့မတားနဲ့မရဘူးဗျရီးချင်တာမရီးရရင်လည်းဟောခါကိုခုံပြောရအောင်ရီးချင်တာဟိုမရီးရလို့ခါခုံပုံလေးကျွတ်တို့ဟိုငစွန်းနယ်ထဲမှာဥတုမနဆိုတာရှိရေစက်ချတရားဟောသိလှုပ်ချင်တယ်ဘယ်တော့မှမဖြောင်ဘူးဥတုမနကိုတော်လှုပ်လိုက်ပါရပါတယ်ဘယ်တော့မှမငြင်းဘူးလှုပ်လိုက်ဘယ်တော့မှဖြောင်ဘူးဟောကင်မုန်းငက်ကလေးဖရာကြီးညို့လို့အတောင်ပံလေးစုလိုက်အတောင်ပံလေးဖွင့်လိုက်တယ်တရားတစ်ပုဒ်လုံးအတောင်ပံစုဖွင့်ပြီးသွားတယ်အဲ့ဒါလို့ပြီးသွားရကတော့အတုပတစ်ခုကြတော့သူကအကြီးဆုံးကျုပ်အကိုဦးစင်းရဲ့ဒါနဲ့တရားနာပြေးတာသုတ်တံမှာဥတုမနကိုတော်ကြီးဆုံးကိုတော်ရေစက်ချပါရပါတယ်ဒါဆိုတာဘယ်တော့မှမဖြောင်ဘူးပျက်စီးတာဘသူတော့နဲ့ပျက်စီးတာအမေကြီးပါဗျာဆိုတော့သူကရေစက်ချတဲ့ထဲကျင်လို့အမေကြီးနာမည်မှတ်ထားတာအမေကြီးပဲမှတ်ထားတယ်ဘာနေရှမယမယကျွန်ုပ်တို့သည်ဆိုပြီးတော့ချသွားလိုက်တာလူကန်တန်းကန်နေကြတော့ဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းလဲဆိုတဲ့အတိုင်းလဲတော့မှာဤမာနီတန္တုလာဒီနိဤဆွမ်းဆာစရှိသောဒါနဝတ္ထုတို့ကိုဒေမာဘုဇေမလူရန်စက်ကကြပါကုန်ဤဖယားဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းအမေကြီးနှစ်ခါလောက်လဲတော့ကိစ္စမရှိဘူးအမေကြီးသုံးခါလောက်ပြန်လဲလာတော့ကျွတ်တို့မနေနိုင်တော့ကျုပ်ကိုဦးစင်းပြောတယ်ဦးစင်းလို့ဟိုအဆုံးသတ်ခိုင်းလိုက်ပါလို့ရေစက်ချဤတန်းပုံညပါကခိုင်းလိုက်ပါငါပြောချင်ဘူးကွာဟောတဖြည်းဖြည်းနဲ့တန်းကျုပ်ကိုနောက်ကကျုပ်ကလက်ကလေးထောက်ပြီးတော့ဖင်လက်ကလေးနဲ့ကိုဥတုမနဤတန်းပုံညပါကအေးဟုတ်ပြီဤတန်းပုံညပါကဤသို့ယနေ့ယခုလူတန်းရသောကုသိုလ်ကောင်းမှုဖို့ကိုမာတာပိတောစမိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်းဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးပေါ်ဝင်လာပြန်ရောကျုပ်ရည်ချင်းလို့ပါဇက်လက်ကင်ဘွားနဲ့ပိတ်ပြီးကို့လူလဲအရှိန်ပြက်မှဆိုလို့ခါကိုခုံနေရည်ချင်းတာမရရဒီတိုင်းပဲဒီလိုနဲ့တရားနာပြေးတာမตาမာလိုက်လာတဲ့ကာယကရှင်ဖြစ်တဲ့သာသမီမီးတွေလည်းပဲငိုရာကအကုန်ကြီးကုန်ကြည်ပြီးတော့ရေစက်ချလည်းပြီးရောပြန်ကြတော့တလန်းလုံးမตาကပြန်တဲ့လူတွေမရွှင်မပြမှုဖဲနဲ့အကုန်ကြီးပြန်ရကျုပ်ကကြောင်းရောက်တော့ပြောတယ်ဥသုမနာလို့ဘာတော့ကွာလေကိုတော့ရေစက်ချကောင်းတယ်လို့ကိုတော့ရေစက်ချကောင်းတယ်ဆိုဘာဖြစ်လို့ရုံးလဲကိုတော့ငိုးနေတဲ့လူတွေရီအောင်ရေစက်ချနိုင်တာကိုတော်တစ်ပါးရှိတယ်ဗမာပြည်လူလဲနေတာကွာဒါကြောင့်အဲ့ဒီလိုပဲတရားနာပြိတ္တငိုးနေတဲ့လူကိုအတန်မထောက်ဖို့မတားနဲ့ရီတာကိုမတားနဲ့ဒီတဲ့ဥသုမနတရားနာပြိတ္တကျွတ်တို့ဟိုမေကံမှာသွားပြီးတရားဟောတယ်သူများမကြားဘူးတာလည်းမဟုတ်ဗရာစာကြီးသွားဟောဗရာစာကြီးကိုမေကံဟောစရဲကမှားတာမောင်တာသားနဲ့မဗရာထုတ်ဖို့နဲ့ခိုးရထွက်ပြီးတော့မူရစီးကစောကြီးပြီးသူကလားလူတွေကရီတာပေါ့အကြောက်ဘူးတဲ့ဇာတ်ထုတ်ဆိုတော့မူရစောကြီးကြိုက်စောကြီးကြိုက်တော့ဇာလန်းကပြီးနေနောက်လူတွေကြီးနေတယ်မလား तू ကမျက်စိမိတ်ဟောတာနောက်တတိယနေအောင်လို့ဟိုသားသမီးရပြီးမှကြိုက်ရမွေစိတ်တွေပြန်နှုတ်မွေစိတ်တွေပြန်နှုတ်နောက်တရားနာပြည်သားလင်လိုက်ဖို့ခိုင်းလို့မပို့တော့တန်တေကြီးနဲ့တခါတည်းထွက်သွားလိုက်တာလမ်းကြတော့တားယောက်ျားလေးဖွားမြောက်တုံးမောင်တာသားကလိုက်သွားတခါမွေရကြိုက်ပြန်ရောသားတယောက်ထဲနဲ့ဒီသေးဘူးလူတွေကရီလှပြီးနှစ်ယောက်မှကြိုက်ရမှာတယောက်ထဲနဲ့ကြိုက်ထားလို့ရီဝေဒီသူ့ချိန်နဲ့သူဟောတာဂယုကိုမဆိုင်တာလူကြီးလို့ကတော့ဒီလိုဟောရင်ကနေပြီးနောက်ပိုင်းကျတော့သားငယ်လေးရင်မှားပွေသားကြီးလေးဆိုတော့တယောက်ထဲမွေးထားတယ်ဆွဲကြရမရှိနေအောင်မျိုးနဲ့နှစ်ယောက်ရပြီးမှကြိုက်ရမောင်တာကမွေသုံးကကြိုက်မှသေးဒါကျုပ်ကကြောင်းရောက်တော့ပြောတယ်ဥသုမနာလို့ဘာတော့ကွာတဲ့မောင်တာကအသက်ပြင်းနေနော်လို့ဒီတော့သူကတဖြည်းဖြည်းနဲ့ဘာဖြစ်လို့တော့နဲ့ကိုတော့မွေသုံးကကြိုက်မှသေးတာပဲလူလဲနေတာကွာတဲ့ဒါကြောင့်တရားနာပရိသတ်ကြီးအဲ့ဒါလို့ရည်ချင်းတဲ့စကားလုံးပြောလို့မရည်ရရင်လည်းပဲခါကိုခုံးနေတတ်ပါသဖြင့် gain ဟိုအကုန်လုံးပိတ်ရင်သေတတ်တယ်ဆိုရာကနေပြီးတော့ကလေးတွေအသက်အောင်သေအောင်အတန်မထွက်နဲ့လို့လေပိတ်သေအောင်မလုပ်ကြပါနဲ့လို့ပြောရကထွက်သွားတာပြန်ဆက်ကြအောင်စို့နှာခေါင်းလေးနားလေးပိတ်ပြီးတော့အသက်ကလေးအောက်လိုက်တာဟောမမလေးခွေကြသွားဝိညာဉ်ဖြုတ်ဆိုယထာဘောသူကအရင်ရောက်မမလေးယထာဘောရောက်နေပြီယူမောင်တိတ်ကစိတ်ကလေးပြန်လဲလာဟင်
那么面嘞，妈面嘞，哦，考虑了么呀，着吧啦，妈面嘞，哎，不要，哦，我一面都看皮的天妈耶，妈面嘞嘞，那普里山鸡，哦，好多不听耶，那康里那个里那个，哎，我里出来没洗到不？ဒီမှာကလေးဖိကြီးဒီကနေမကောင်းတဲ့လူမရငုတ်တုတ်ဖြစ်နေဟိုကသေးပြီအကောင်ကသေးပြီနေမကောင်းတဲ့လူမရငုတ်တုတ်ဖြစ်နေပြီကိုစမ်းနေစမ်းနေဒီသားကြီးသေပတိတချို့စမ်းနေတာပဲကြားလားစမ်းကြည့်ဒီမှာစမ်းဟောမမြလေးမဲကိုကျိုးနေပါဘောလားတိတ်တာရဲ့ငါအရင်သေးလို့နိုင်ထားဟောရောက်ရင်ဖြင့်ငါမရမပြလေးမထားပဲလေအတူတကွနတ်ပြေထားနဲ့ဝိညာဉ်နှုတ်ပြီးတော့တမဟုတ်ချင်းကလည်းအတူနေရအောင်ခေါ်မယ်လို့အခက်ထားပေမဲ့လို့အခုတော့မြားလေးပဲဘဝရောက်တယ်မသိမမြလေးမင်းဘဝကူဆိုလာကြည်လာရဲ့လို့တခါတည်းမမြလေးလေပင်းအောက်လက်ကလေးရှူမျက်နှာလေးပေါင်ပေါ်တင်းလို့မမြလေးကဲဒူပြောကြစို့မမြလေးမျက်နှာပေါ်လေးဟောတဖြည်းဖြည်းခွေကြပြီးမောင်တိတ်သာခောက်ကနေစုအနိစ္စရောက်မဲအနိစ္စရောက်တော့ဖြောက်ဆိုနိုင်ထားပေါ်ရောက်ဟာဟဲ့ကိုတိတ်သာမမြလေးဟောမလေးတော့ပါသေးရဲ့နှမမင်းပဲဘဝရောက်တယ်လို့ငါမမြင်လို့တယောက်ထဲသွားရမယ်အောင်မေတာမမြလေဒါနကုသိုလ်အရှင်ကြောင့်နတ်ပြေကိုငါတို့ဒီအချိန်ကစပြီးနိုင်ထားစီသွားကြဆိုလားလို့မောင်တိတ်တာတို့ဇနီးမောင်နှံဒါနကုသိုလ်အရှင်နဲ့နတ်ပြေတက်သွားပါသည်ဆိုတဲ့တီဟိုဇလန်းသည်နာယီပြနှစ်ချက်ထိုးတော့မှခမည်းတော်လည်းပေးတီကုတ်ကတ်ထိုင်းနေတာပဲဗျာအားလည်းနာလွန်းလို့ဒီချိန်ထိဟောပါဘူးပြိဿဖတ်စာပါလာကွက်တဲ့တုန်းကကျုပ်နိုင်ပြန်တစ်ချက်ပါအခုတစ်ချက်ထိုးပါပြီကဲဆိုကြပြုတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေနိဝတ္တန်တို့သည်ခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်တရာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း